အဲ့တော့ပတ်ဝန်းကျင်ပါပြောကိုလှုပ်เสียရှိတာလှုပ်ဂရုဆိုင်မနေသွားเสียရှိတာသွားဝယ်เสียရှိတာဝယ်လှုပ်เสียရှိတာလှုပ်ပတ်ဝန်းကျင်ရဲ့သဘောကတော့ဒီလိုပဲပြစ်တင်ပြောဆိုနေပါပဲဒီတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကကျွန်တော်တို့ဘာပဲလုပ်ပြောနေမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ကြားဘူးတဲ့ကြပြလင်္ကာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရေရေမောမောဝင်ငါရောတော့လူဘောကြီးကိုထင်ကြပြီပတ်ဝန်းကျင်နဲ့လာရောက်ညီထွေမှုရှိအောင်ကိုကတော့ရေရေမောမောနဲ့နော်ဝင်ပြီးတော့ပြောဆိုပြီးတယ်ဆက်ဆံရေးကောင်းဝင်ပြီးတော့ရောပြီးတယ်ပတ်ဝန်းကျင်ကဘာပြောလဲရေရေမောမောဝင်ငါရောတော့လူဘောကြီးကိုထင်ကြသည်ဒီကောင်ငဘောကြီးပါဒီကောင်လူဘောကြီးပါအဲ့လိုပြောခံရတော့ခုနကသားဖာ2ယောက်လို့နော်ရောတော့မနေတီးပြန်လင်လဲဘဝင်မြင့်တယ်ဆိုပြန်သည်အဲ့တော့မရောတော့ကိုခက်တီတီနဲ့အေးခက်တန်းတန်းလေးပဲကိုဟာလေးကိုနေတော့လဲဗာပြောလဲဒီကောင်မှန်တက်နေတာဘာတွေဖြေနေမှမသိဘူးမာနကြီးတယ်ဆိုတော့နော်ပြောကြပြန်ရောပတ်ဝန်းကျင်အဲ့တော့ရေရေမောမောဝင်ငါရောတော့လူဘောကြီးကိုထင်ကြတယ်ရောတော့မနေတီးပြန်လင်လဲဘဝင်မြင့်တယ်ဆိုပြန်ခေါ်ထူးမေးဖြေမှန်မှန်နေမယ်နော်ဒီလိုစဉ်းစားလိုက်ခေါ်ထူးမေးဖြေမှန်မှန်နေကစိုးလေအတင်းကုတ်ကမြင်အဲ့တော့လေအတင်းပြောကြတယ်ခေါ်ထူးမေးဖြေကိုယ့်အကူမှန်မှန်လေးနေတော့လေဒီကောင်ကုတ်ကမြင်ပါကွာဒီကောင်အလကားပါကွာပတ်ဝန်းကျင်ကပြောကြတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ပြောတာပတ်ဝန်းကျင်ရဲ့စကားဘေးရဲ့စကားကိုနားယောင်ပြီးဘေးပဲရောက်သွားလိမ့်မယ်ကျွန်တော်တို့ဘေးမရောက်ချင်ပါလို့ဘေးစကားနားယောင်ပြီးဘေးမရောက်ချင်ကျွန်တော်တို့သွားမဲ့လမ်းကြောင်းဝုတီယာပန်းတိုင်ကိုဒါအာယုံစိုက်ဖို့လိုဘေးစကားတွေအာယုံစိုက်အပြစ်တင်စကားတွေကိုအာယုံစိုက်ပြီးတော့စိတ်ညစ်နေမဲ့စာကိုလုံးဆရာရှိတာကို focus ထားပြီးတော့အကောင်းဆုံးလုပ်ဖို့လိုတယ်ဒါကြောင့်လဲဆရာတော်ကြီးတပါးရဲ့ကြပြလင်္ကာလေးတစ်ခုပြောရင်းနဲ့ကောင်းတယ်မှာပေါ်လာနော်အဲ့ဒါကဘာလဲဆိုတော့အများကောင်းကျိုးရွက်တယ်ဘိုးကခနိုးခနဲ့ဆိုခဲ့ရဲ့လဲမရွက်မဆောင်ကိုလမ်းကြောင်းကိုစိတ်ကောင်းတဲ့ရှင်ရှေ့ရှုနှင်လို့အဲ့တော့ကျွန်တော်တို့အများအတွက်လုပ်တယ်ကောင်းကျိုးလုပ်တယ်နော်ကိုအကျိုးအများအကျိုးမိသားစုအကျိုးအလုပ်အကိုင်တွေလုပ်တဲ့အခါမှာခနိုးခနဲ့ဆိုခဲ့ရဲ့လဲမရွက်မဆောင်ကိုလမ်းကြောင်းကိုသွားမဲ့လမ်းကြောင်းကိုမရွက်မဆောင်ဘေးမရောက်ပဲမှန်မှန်ကန်ကန်ရှောက်လန်းဖို့လိုတယ်ဘယ်လိုမျိုးရှောက်လန်းစိတ်ကောင်းတဲ့ရှင်ရှေ့ရှုနှင်လို့မိမိရဲ့ကောင်းမွန်သောစိတ်ကိုမွေးမြူပြီးတော့တက်မမရှောက်လန်းနေဖို့လိုဒါကြောင့်ပတ်ဝန်းကျင်ဟာပြောကြပါစေကောင်းတာတွေလည်းပြောလိမ့်မယ်ဆိုးတာတွေလည်းပြောလိမ့်မယ်ဒါတွေကလောကဓာတ်နော်လောကဓာတ်ဆိုအကောင်းတွေအဆိုးတွေကြုံမှာပဲလောကဓာတ်ကိုကြံ့ကြံ့ခံနိုင်တယ်ဆိုတာအကောင်းကြောင့်လည်းမြောက်သွားတာမျိုးမဟုတ်သလိုအဆိုးကြောင့်လည်းကျသွားတာမဟုတ်ဘူးချီးမွမ်းတန်ကြောင့်မြောက်သွားတာလည်းမဟုတ်သလိုကဲ့ရဲ့တန်ကြောင့်ပြုတ်ကျသွားတာလည်းမဟုတ်ဘူးဘာတွေပဲပြောအကောင်းအဆိုးလောကဓာတ်ကိုကြံ့ကြံ့ခံပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရှောက်လန်းသွားဖို့လိုပါတယ်လို့ဒီနေ့ဒီဗီဒီယိုလေးနဲ့တကွာအသိပညာလေးကိုဒါမျှဝေပေးလိုက်အားလုံးပဲကိုလိုရာပန်းတိုင်ကိုပဝင်းကျင်ရဲ့စကားတွေကိုနားမယောင်ပဲအကောင်းဆုံးရှောက်လန်းနိုင်တဲ့သူတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တော့ပူဇော်တင်ပါ Future Way